นี่รู้นอนนะมีน้ำหนักเท่านะဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့တဝမ်းခွဲညီလေးအတွက်ကတင်လုပ်ပေးမှာပဲဖြစ်ပါတယ်ရိုက်ထားတာတော့တစ်နေ့ပါလောက်ရှိပြီပေါ့နော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်သုံးထားတဲ့ပစ္စည်းတွေရဲ့အခေါ်အဝေါ်တွေကိုထိုင်းလိုဝေမျှပေးသွားမှာဖြစ်ပြီးဖိုတိုထားလဲရထိုင်းစကားလဲရမယ့်ဗီဒီယိုမျိုးပါအဆုံးထိလိုက်ကြည့်ကြပါလို့ကျွန်တော်ဖိတ်ခေါ်ရှင်ပါတယ်အခုမှထိုင်းစကားလေ့လာနေတဲ့သူတွေအတွက်ဆိုရင်ပို့ပြီးတော့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဒီဥဆုံးတော့ကတင်ကိုထိုင်းလိုတီယန်နွန်တီယန်နွန်လို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်ပုံချမ်းဆွဲထားတာပါငါဘေကတင်လို့မှာပေါ့နော်ငါဘေကတင်ကိုတီယန်5 foot ညနေပြင်3လက်မတီတာကို-3ဒီလိုပေါက်ဖောက်တာကိုတော့เจาะล่องซิวคอนเจ้าแซ่กูลูกหมูต้มโหเครื่องเจียน4 นิ้วเส้นเบปานะปุดาก็ขัดกระดาษทรายซ้อนเลยจิ๊กซอเช็ดดาวก็ตัดกระดิ่งเนี่ยเช็ดดาวก็ตีนเตียงကျွန်တော်-3လေးချောင်းသုံးပါတယ်တစ်ချောင်းကို3 မီတာရှည်ပေါ့နော်230 စင်တီမီတာကိုကျွန်တော်3ချောင်းဖြတ်တယ်ကျန်တဲ့တစ်ချောင်းက150 စင်တီမီတာစီဖြတ်ပြီးအပေါ်အောက်ထဲမှာပေါ့နော်သူ့ရဲ့ခြေထောက်ကိုတော့ဖြတ်လို့ပိုတဲ့အပိုင်းစနဲ့ကျွန်တော်အရင်ကတည်းကရှိထားတဲ့တီတာဟောင်းကိုယူသုံးထားပါတယ်ဒါကတော့သူ့ရဲ့အလဲမှာထည့်ဖို့ပေါ့နော်အစကတော့တန်ထက်မလို့စဉ်းစားထားပါတယ်ဒါပေမဲ့တန်ကနည်းနည်းဆေးကြည့်တာနဲ့နောက်တစ်ခုကတော့ညီလေးတော့ကအကြာကြီးနေမလားမသိသေးဘူးပေါ့နော်အကြောင်းမလို့ကွန်မြူနီကမသုံးတော့တဲ့တိသားတွေကိုလာဖြုတ်ပြီးယူသုံးတာပေါ့နော်တိုင်းတဲ့တိတ်ကိုတော့ဒါလမစ်လို့ခေါ်ပါတယ်ပမာကပင်ကတော့ပါကာမက်ဂျစ်လို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်85 စင်တီမီတာပဲသုံးပါပေါ့နော်85 စင်တီမီတာကို85 စင်တီမီတာကိုတို့ကစင်လို့ခေါ်ပါတယ်สว่านไร้สายตัวมโหสว่านแบตเตอรี่อัปเปาเข้าดาวก็เจาะรูดอกสว่านจ้อเหล็กดอกสว่านสกัดตัวยันนาเมจ้อเหล็กสกัดแต่งเผาบุบเนาะแม่ကျွန်တော်ကတိတာเผาบุตัวละตรงละပါတိတာအတွက်တိတန်เผาได้หาဆိုရင်တော့ดอกสว่านจ้อไม้ตัวมโหดอกจ้อไม้လို့ခေါ်လိုက်ရပါတယ်နော်သုံးတဲ့ဝက်ဦးကိုတော့ not ကြိုတလော့กว่าနံပါတ်14ပါသူရဲ့ size ပါထပ်ပြောရမယ်ဆိုရင်တော့5/16 မီလီမီတာနဲ့ပြောမယ်ဆိုရင်တော့8 မီလီမီတာထိုင်းလိုကျတော့8 မီလီမီတာကို min လို့ခေါ်ပါတယ်အရှည်ကတော့4 လက်မပါ4 လက်မဆိုရင် C นิ้วလက်မဆိုရင်တို့ นิ้วလို့ခေါ်ပါတယ်ရေချိန်တိုင်းတဲ့ဟာကိုระดับน้ำလို့ခေါ်ပါတယ်နောက်တစ်မျိုးหลอดน้ำလို့လည်းခေါ်ကြပါတယ်ထုဝင်တာကိုတော့ตอกข้าวตอกสากาทูระเข้าสากาဝင်အောင်ပြောတာกว่าကိုတော့ประแจသူရဲ့နာမည်အပြည့်ကတော့ประแจเว้นข้างปักใต้ข้างเว้นข้างสากาตะแพกကဝါရှာปักใต้ข้างสากาตะแพกကယူပုံစံမျိုးကိုปักใต้လို့ခေါ်ပါတယ်กว่าနံပါတ်14ကိုประแจเบอร์14เบอร์สากาနံပါတ်ကိုပြောတာပါနဲ့ချက်တာကိုတော့ขันน็อตขันสากาချက်တာကိုပြောတာสกรูเกี่ยวปล่อยดมโฮน็อตเกี่ยวปล่อยน็อตตัวမျိုး
not FD လဲခေါ်ပါတယ် screw dam screw dam screw ဆိုတာကနဲ့ dam ဆိုတာကအမဲရောင်နဲ့အမဲရောင်ကို screw dam လို့ခေါ်ပါတယ်ဒီဆေးရည်ကတော့ချတဲ့တစ်သားတွေမစားအောင်ကာကွယ်တဲ့ဆေးရည်ပဲဖြစ်ပါတယ်သူ့နာမည်ကတော့ chain dry လို့ခေါ်ပါတယ်အင်္ဂလိပ်စကား chain dry ကနေလာတာပါအမဲရောင်အထက်သားပြားကိုတော့မိုင်းအဒမ်မိုင်းအတ်စာကအထက်သားကိုပြောပြီးဒမ်စာကအမဲရောင်ပြောတာပါဒီလိုမှတ်ထားတာကိုတော့ kid white တော့မဟုတ် my white ပေဒံကိုတော့ บรรทัดမြင်တာကတော့ kid sen မလောက်ဘူးနော်ဒါနည်းနည်းလိုနေပါတယ်ဒီဟောင်းကိုသုံးမှာပေါ့နော်not SAT 1 นิ้ว SAT แน่นပေါ့နော်ပြည့်မြေပြင်ပြားကိုတော့မိုင်းဖာချေလာမိုင်းဖာဆိုတာကပြင်ပြားချေလာဆိုတာကသူ့ရဲ့ brand နာမည်ကိုပြောတာပါအဲ့ဒါပြင်ချောလဲမကိုတော့หน้า6မျက်နှာပြင်ကိုหน้าလို့ခေါ်ပါတယ်6စာက6ကိုပြောတာပါไปตัดกระเบื้องကဲဗျာပြီးပါပြီကတင်ဒီလေးရကတင်ပေါ့နော်ဟုတ်ပြီဒီအကျယ်တော့9ပေဒီအရှည်ကျတော့9ပေရပါတော့ဒီတစ်သားတွေကျတော့ဒီကောင်လေးပေါ့နော်ဒီကောင်လေးမားတဲ့ဟာတွေပဲရွေးသုံးထားတာပေါ့နော်ဒီမှာပါฉากเข้ามุมฉากဆိုတာကတောက်เข้าဆိုတာကဝင်တာมุมဆိုတာကမြင်ကွင်းဒီမှာပါအဲ့တော့တေးစိတ်ပေါ့နော်တေးစိတ်လိုက်ပြတာပါဒီမှာပြောချင်တာကတော့ကျွန်တော်ဒီစေးချိုနဲ့ပေါ့နော်ဒီညီလေးတွေကိုလို့ပေးတယ်သူတို့လည်းပတ်စံအရင်ကြီးမကုန်အောင်ပေါ့ကျွန်တော်တို့ဝယ်ရတာဆိုတော့ဒီဟာပဲဝယ်ရပါတယ်တစ်ထည့်စီမှာ390ကျွန်တော်300စီးနဲ့ပဲဝယ်တာပေါ့နော်အောက်မှာဆိုရင်လည်းကျွန်တော်ဟိုဟာတိုင်အလဲမှာတိုင်ထည့်ထားပါတယ်နည်းတော့ဆောင်းနေဒီဘက်မှာကျတော့ AC ကောင်းပါရှေ့နော်နေရာ3ရောက်လို့အဲ့လိုရကျဲလောက်ထားပါနော်3ရောက်အဲ့လိုရဒီဘက်မှာ1ရောက်ဟိုဘက်မှာ2ရောက်ဆိုတော့ပြီးတော့တညနေနဲ့ပေါ့နော်ဒီနေ့တော့တနင်္ဂနွေနေ့ဆိုတော့ကျွန်တော်အပြီးလောက်လိုက်ပါတယ်တော့ဟိုကိုသွားရင်လဲကိုထွက်ထားတဲ့ချိန်ကျရင်ကိုကပြန်ယူလို့မရဘူးဆိုတော့ဒီမလားသူများစီပြန်ရောင်းပေးမယ်ဆိုရင်လည်းမကောင်းဘူးလေနော်အဲ့ဒါပါပဲကဲဒီမှာပြီးတော့ပြီဗျာဆေးလဲဒီမှာဒီပေါ်နာကမတော့ရတဲ့ဟာတော့လိုက်ပြီဒီအောက်တော့ဆေးပါပြီးတော့ဆိုတော့မတော့တော့နော်ထိုင်းလိုပြောမယ်ဆိုရင်တော့ราคาประหยัดပေါ့နော်ประหยัดဆိုတာကထွေတာတာကိုပြောတာပါราคาဆိုတာကစီးနှုန်းကိုပြောတာပါဆိုတော့တို့နှစ်ယောက်ကတည်းကဒီလိုဝင်မှာပေါ့နော်ဝင်လာပြီဆိုရင်တို့ခန်းကိုဝင်လာတဲ့ဆိုရင်ဒီဥစ္စာကအရှိပေါ့နော်နည်းနည်းလောက်အောင်လို့ဒီ
ဩစာတဲ့ဖုံထားပြရပါတော့ဒီမှာထဲမှာပေါ့နော်အခန်းတွဲပေါ့ဒါတော့ခုခံကိုပြန်ပြီးတော့ဖြည့်ရပါတော့ဒါကာထားတယ်ပြီးရင်အောက်နောက်ကမိဖို့ချောင်းလုပ်ပေးတာပေါ့နော်ဒါမိဖို့ချောင်းလို့တော့ကျွန်တော်အဖေလုပ်ထားခဲ့ရပါလုပ်ထားပေးတာပဲဖြစ်ပါတယ်ဒီမှာကတော့အခန်းရေမီ free ပေးထားတာပေါ့နော်ဒါပေမဲ့အခန်းကတော့မြင်တဲ့အတိုင်းပါပဲအခုတော့တစ်ထဲကအခန်းအသစ်တွေစောက်နေပါတယ်ဒီအသစ်ကတော့ငါးခါတော့နည်းနည်းပေးရတယ်လို့ပြောတာပါပဲပေးရပါစေဗျာအခန်းကကြည့်ကောင်းရင်ကိုနေရတာစိတ်ချမ်းသာတယ်မဟုတ်လားကလာရပါဒါမဲ့放把比乌是高呢来是高呢Còn mà lấy toán này đâu rồi? Không nhìn được rồi. ပြီးပါရဲ့ À, mà thà không nhìn được rồi. အနေလို့နော်နဲ့Nhà có hố này rong rong quá là. มีน้ำหนักขานะ Đẹp xuống quá là. ให้น้ำหนักขา76 76. อะไรอยู่เนี่ยปลายเหลือนก็50ปลายก็ร้อยไม่ได้คือร้อยปลายวะนะโอเคไล่